ဌာနမှရရှိငွေအားကိုဝင်းနိုင်မှဆက်ကလူဒန်းရန်ဖြစ်ပါလေသုံးပါးအစုံမြတ်တရဏဂုံနှင့်ငါးစုံသောသီလတော်မြတ်တို့ကိုခံယူဆောက်တည်ကြရအောင်အရိယနွယ်ဝင်သမုဒ္ဒိထေရှင်အားလက်ဆဲပြားထိမ့်မာမိုးလို့ရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော်ခြင်းအမှုကိုညီးညာဖြပြကြော့ကြပါစို့ခမညာသဗ္ဗိတိယဝိဝေဇန္တုသောကရောဂဝိဒတတုမာတေဘန္တန္တရာယသုခိတိကာယုကောဘဝအဘိဝါဒနာသီလိတနေသံဝုဒ္ဓပါစာယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝနောဒုက္ခံပလံသဗ္ဗိတိယဝိဝေဇန္တုဘေးရန်ခသိန်းတို့ခင်းငြိမ်းကြပါစေကုန်သတည်းသဗ္ဗသောကဝိနတတုဆိုရင်ခသိန်းကင်းငြိမ်းပါစေတည်းသဗ္ဗရောဂဝိနတတုယောဂခသိန်းကင်းငြိမ်းပါစေတည်းမာတေဘောတန္တရာယသင်တို့ဘေးရန်အန္တရာယ်ပါတခုမြမရှိကြပါစေကုန်သတည်းဒုက္ခိတိကာယုကဘောတုကိုစိတ်နှပါချမ်းချမ်းသာသာအသက်ရှိကြပါစေကုန်သတည်းအသောကတိကာယုကဘုံတုဆိုရင်ကင်းကွာစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအရောဂတိကာယုကဘုံတုအနာကင်းကွာချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအဘိဝါရဏသီလိတဘုရားတရားသံဃာယရဏသုံးပါးနှင့်မိဘဆရာကိုရှ िख ိုးသောလျက်ခြင်းရှိကြပေကုန်သောဘုဒ္ဓဘာသာယိနောကြီးကုန်သောပုဂ္ဂိုလ်တို့ကိုအယောသေးပြုတတ်သောအလေးအကျင့်ရှိကြကုန်သောသင်္သူတော်ကောင်းပေါင်းတို့မှာအာယုစသက်တမ်းရှိခြင်း၎င်းဝဏ္ဏစယောဂစေကောင်းခြင်း၎င်းဒုက္ခစကိုစိတ်နှစ်ပါးချမ်းသာခြင်း၎င်းပလန်စကိုအညာအားနှင့်ပြည့်စုံခြင်း၎င်းအာရောဂံစအနာကင်းကွာချမ်းသာခြင်း၎င်းဣတိသောပိစရမကျုတရားဤငါးပါးတို့သည်နေဆံမြေမပြတသက်ပါလုံးဝဒ္ဒန္တုတက်လာသောနေလိုတိုးလာသောရေလိုတနေ့တခြားတိုးတက်စီကားကြပါစေကုန်သတည်းအဘန္တိအလုံးညီညွတ်ညွတ်ဆိုလိုက်ကြယမဟံဝဒာမိတံဝတေထနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
ဗုဒ္ဓံသရဏံဂစ္ဆာမိဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိဒုတိယံပိဓမ္မံသရဏံဂစ္ဆာမိဒုတိယံပိသံဃံသရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိတတိယံပိဓမ္မံသရဏံဂစ္ဆာမိတတိယံပိသံဃံသရဏံဂစ္ဆာမိသရဏဂမနံသံပုံနံပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာရိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာရိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာရိယာမိမုသာဝါဒဝေရမဏိသိက္ခာပရံသမာရိယာမိသုရာမေရယမိစ္ဆပမဒဋ္ဌာနာဝေရမဏိသိက္ခာပရံသမာရိယာမိဣဒံမေပုညံဘောဓိညာဏတ္တပစ္စယောဟောတုဗန္တေရှမယမေပြာပိတော်ဤဣဒံပုညံဤကောင်းမှုသည်ဘောဓိညာဏတ္တဘောဓိညာဤပစ္စယောအထောက်အပံ့သည်ဟောတုဖြစ်ပါစေတည်းသာတဝနှလုံးပြော့ပြောင်းသူရကောင်ပေါင်းတို့တောင်းမေသင်တို့သည်တိတရဏိနဗျာတရားသံဃာဟုဆိုအပ်သောသုံးပါးသောကိုယ်ွယ်ရာဆုံးတရဏဂုံနှင့်သဟတုတကွဘေစင်ကသီလင်္ဂါ၅ပါးရှိသောသီလတော်မြတ်ကိုသာဒုက္ခံကတ္တဝမြင့်မြတ်အောင်ပြုကြကုန်၍အပမတိနာမမိမလျော့မပေါ့မတန်ထက်သန်သောသတိတရားဖြင့်သဗ္ဗကိစ္ဆာနိအလုံးစုံကုန်သောပြုဝဲကိစ္စမှန်သမျှကိုသံပါတိထကိုစီကိုငါပြီးပြည့်စုံကြစေကုန်လောအလုံးသောတရားရှိခဲ့သူတော်စင်များဓမ္မသဘင်မစခင်မှာလိုက်လက်30ပုံအရာ10မျက်နှာအနန္တစัจ java လာနဲ့ရှိကြသောအနန္တသတ္တဝါတွေဘေယခသိကင်းငြိမ်းကြစေဖို့ဆေယခသိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလမေတ္တာဓာတ်တွေပို့လွှတ်ကြအောင်မေတ္တာဘုရားပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီညွတ်ညွတ်ဆွလိုက်ကြပြီးတဲ့အခါသုံးခေါက်စီတပြိုင်နက်တည်းမေတ္တာပို့ကြရမယ်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေ
မေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာရေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမေတ္တာစွမ်းကပ္ပလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခန္တုဘုဒ္ဓိတာပဇာလောကေတတ္တဝါအလီလေးခောမိပောလလောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်ငွေလမင်းကြီးသည်သမ္မာသတ္တဝါတတွေဤမြစေဖို့အတရေရှုံးကကောင်းမွန်စွာဒုက္ခကရာသူလည်းဝန္တာငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတုယံလည်းကင်ဝေဘေးလည်းမခအေးရဖို့ရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒသံတိအယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒသံတိအယောင်ဝါတို့သည်ဖုသိတာဘုံဘုံလွှမ်းထုံမွမ်းမလထိတွေ့အကုန်သောပဇာကပခေပွေပြည့်ပြည့်၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခဒုက္ခစိတ်အေကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်းဘယ်နည်းဘယ်လိုလဲ1382ခုတဘောလာဇန်4ရက်ညချကာလ9နာရီ45မိနစ်ချိန်ကစတင်လို့တန်ရွာတိုက်တယ်လုံးဆိုင်ရာတိရကူအထောက်ကူပြုဖွဲ့ကဆင်ကျင်းပါတယ်ရှမ်းအလှတော်ဓမ္မသဘင်ကိုယခုကမေတ္တာသီတာမေတ္တာပတနာနဲ့စတင်ပွင့်လှစ်ပါပြီဓမ္မသဘင်ပွဲသို့အခဲရောက်ရှိလာကြကုန်သောတရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့နှင့်တကွ32ပုံအရ10မျက်နှာ
အနန္တစัจ java လာမှာရှိကြကုန်သောအနန္တသတ္တဝါတွေဘေးအခတ်သိကင်းငြိမ်းကြပါစေဆေးအခတ်သိကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီလို့ကြည်ကြတဲ့ခြေဟာဘုန်းကြီးရဲ့အတိုင်းမှာ7 နာရီနဲ့5 မိနစ်ဖြစ်ပါတယ်အဲ့တော့ဆံရွာကဒကာဒကမတွေနော်တန်ရွာကိုဘုန်းကြီးတော့ဆံရွာပဲခေါ်စလှူတော့ကနော်ဘယ်နဲ့တင်းကစလှူလဲမသိဘူးအခုတင်း1000ကျော်သွားပြီစလှူတဲ့သမိုင်းလေးမင်းတို့ပြန်ရှာတာနော်အေးခြေတက်လာခဲ့တော့နှစ်ပေါင်းဘလောက်မှာဘလောက်ခရီးရောက်ပလဲစာကနုဒတိအတွက်ဒါတွေဟာလှုပ်ထားဥမတော်စကိုင်းတောင်ရေစလှူတယ်နော်မြန်မာသက္ကရာ1342ခုနှစ်ကစကျောင်းချောင်ပေါင်းအဲ့ဒီတော့က300ကျော်ရဟန်းသမဏေသူတော်သီလရှင်ပေါင်း4000ကျော်ရှိတယ်တနေ့ရေကာလံ2 သိန်း3 သိန်း4 သိန်းဒီလောက်ပဲလှူခဲ့တာအဲ့ဒီဆက်တွေအိုဟောင်းပြီးတော့ခုပြလိုက်တဲ့ရောက်သွားပြီနေ့40မောင်းကိုယ်ဆက်ရုံအသစ်လျှောက်ပြီးတော့အဲ့ဒီအဟောင်းတွေကိုပြတဲ့ထဲမှာကြည့်ဖို့ဒီတိုင်းထားဆက်အသစ်ဒီကြီးအကုန်တက်လိုက်စတဲ့ကြွေးကြော်တော့ကတော့တောင်စကိုင်းကြောင်တိုင်းဝေမယ်ဒီကြွေးကြော်တဲ့နဲ့ခြိတက်ခဲ့တာတောင်စကိုင်းကြောင်တိုင်းဝေမယ်ဖောင်နိုင်လေမဲ့ခင်ရှင်ရဲ့နဲ့တက်ပြင်းအသေးကူးကြအညီတူထူလာသေးတကူရေလူတော့လျှက်စစ်တအားကတယူနစ်18ပြားပဲပြရနော်သမိုင်းဒီတို့သာသိမ့်ထားရေလူတော့ငွေပင်တပင်ကိုချက်1000တန်ရွာရေလူတော့ငွေပင်တပင်ကိုကြက်ဘလောက်နဲ့ငါတရားပွဲတစ်ပွဲဟောချက်1000ပေးရင်အမလေးအလူအရဲ့မနေ့ကိုဟောရခု1000ကလက်ဖက်ရတစ်ခွက်တောင်မရတော့ဘူးဖြစ်အဲ့လိုဖြစ်သွားနော်အဲ့ဒါကြောင့်ငွေပင်တစ်ပင်ကခုကတော့6 သိန်းစင်းရသားလှူနေအောင်လှုပ်ထားတာအဲ့ဒါခုတော့ကြီးညာတယ်ကြီးညာချက်ပြောင်းသွားပြီတောင်စကိုင်းချောင်းတိုင်းဝေးမယ်အဲ့ဒါကိုတို့ပြင်လိုက်တယ်တောင်စကိုင်းချောင်းတိုင်းရေတွေရှံခဲ့ပြီဒါပဲဟုတ်လားတောင်စကိုင်းချောင်းတိုင်းရေတွေရှံခဲ့ပြီသမိုင်းတွေကွာနော်ဆံကြွားသိချာမှတ်တာသိချာရေးတာဒီကနီးလီအဲ့ဒါတွေစိတ်ကူးလို့ကောင်းလေလေပဲဒီကနီးအေးရကြောင်စောလေးလျောက်ဒါလေးတွေစိတ်ကူးပြီးတော့သိသွားဘာဝိပဿနာမှာအာမထုတ်နိုင်ရင်အဲ့ဒါလောက်စိတ်ကူးသေးသွားကောင်းရသူဂတိသေးကြတယ်ဒီကျောင်းမှာဒုဋ္ဌဂာမဏိဆိုတဲ့ဘယင်ကြီးပြောဘာဂာမဏိကျဲကျဲပြောအေးနော်ဒီကျောင်းတကျောင်းလုံးအိန္ဒိယပြည်ကနေကျူးကျော်ဝင်ရောက်တဲ့တမဲသဘုံလေးမြောက်ပိုင်းကနေတဖြည်းဖြည်းကျူးကျော်သွားတာဒီကျောင်းတကျောင်းလုံး3 ပုံ 2 ပုံလောက်သဘုံအစိုးရဖြစ်တရားဝင်တင်မြောက်ထားတဲ့ဘုရင်ကထွက်ပြေးတော့ဟိုးတောင်ဘက်အစွန်းရောက်သွားတိုင်းပြည်3 ပုံ 2 ပုံသဘုံလဲအောက်ရောက်အဲ့ဒီသဘုံတွေကမိစ္ဆာဒိဋ္ဌိတွေဘုရားဖြစ်ကျောင်းဖြစ်အကောင်အဲ့ဒါကိုတိုက်ခိုက်သတ်ဖြတ်အကြီးအကျယ်စစ်ဆင်တဲ့အခါမှာတော့ညီညွတ်ရေးလိုတယ်ပေါ့ဘယင်းရဲ့စစ်တပ်ရဲ့အကြီးအကဲစစ်သူကြီးရဲ့သာသနာတော်ရဲ့အကြီးအကဲသံဃာအုပ်ဆောင်စတော်ကြီးတွေတဲ့သူပြည်သားတွေ4 ဦး
ဘုန်းကြီးတို့အခုထိုင်းနေတဲ့ကလထိုင်မှာခြေတော့ဘယ်နှချောင်း၄ချောင်းတစ်ချောင်းကျိုးရင်သိမလွယ်ဘူးနော်နှစ်ချောင်းကျိုးရင်တော့လဲပြီဒီလိုမဟုတ်လားအေးဘယင်ရဲ့စစ်သူကြီးရဲ့သာသနာဥဆောင်စတော်ကြီးတွေရဲ့တိုက်ပြည်ခေါင်းဆောင်တွေရဲ့၄ဦးပေါင်းချနော်တမဲသဘုံတွေသန်းနဲ့ချီပြီးတော့သိဆုံးတယ်ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကိုပြန်လီသိမ့်ပိုက်နိုင်တယ်ပြန်လီထိမ့်သိမ့်နိုင်တယ်မိစ္ဆာဒိဋ္ဌိသဘုံအစိုးရလက်အောက်ကနေပြီးတော့ဗုဒ္ဓဘာသာအစိုးရဖြစ်အောင်ဒုဋ္ဌဂမဏိပြန်လုပ်တာစစ်ပွဲကြီးပြီးသွားတိုင်းပြည်အေးချမ်းလို့ကိုမင်းကိုချင်းကိုထီကိုနန်းကိုကြံကန်းကိုပြန်ရတဲ့အချိန်စစ်ပွဲကြီးပြီးတော့ဘယင်ကဘာလုပ်လဲအောင်လဲစစ်ပွဲကိုတက်ကကြဆုံးတာဘယ်လောက်လဲရန်သူတက်ကကြဆုံးတာဘယ်လောက်လဲဒါလေးကိုသူကသွားစရင်လှုပ်လိုက်တာရန်သူတက်ကသေးတာတွေသူတို့တိုက်လို့ခိုက်လို့သေးတာတွေသန်းနဲ့ချီပြီးတော့သန်းပေါင်းများစွာသေသွားတယ်အဲ့ဒါကိုတွေးပြီးတော့ဘယင်ဒုဋ္ဌဂမဏိအိတ်မပြောဘူးတဲ့ငါတိုက်တဲ့စစ်ပွဲမှာသေလိုက်တဲ့လူသန်းနဲ့ချီတယ်အကုသိုလ်ကြီးတော့ကြီးလာရဲ့အဲ့ဒါနဲ့မဟာဝိဟာရကျောင်းတိုက်ကြီးတည်တယ်မဟာစေတီဆိုတဲ့စေတီကြီးတည်တယ်အဲ့ဒီကျောင်းတိုက်ကြီးနဲ့စေတီကြီးတည်ပြီးတော့ဘုရင်ကြီးယောဂဆွဲအိယာမှာလဲတို့အောင်ချုံးပြောတာသမိုင်းကသိစိတ်ဝင်စားဖို့ကောင်းတဲ့အရှိကြီးအိယာမှာလဲတော့ဘုရင်ကြီးကပြောလဲဆိုငါထမ်းစင်တဲ့ထမ်းစေရီရင်ပြင်ပို့ပေးပါသေော်ကျွန်းမြောက်ပိုင်းအနုရဒမြို့မှာမဟာစီရီဆိုတာထုံးဖို့ပေးတဲ့ကောင်းမှုတော်ကြီးလိုပဲလုံးလုံးကြီးကောင်းမှုတော်ကတော့ဘောကဒုံးတိရှမ်းထီးတင်ထားတယ်သေကမဟာစီရီကြီးကတော့အပေါ်မှာထီးတွေဆင့်ဆင်ပြီးတော့တစ်ခုနဲ့တစ်ခုထိထပ်ပြီးတော့တင်သွားတာဖောင်းရည်တယ်လို့အတန်ကြီးအပေါ်မှာထွက်အဲ့ဒီစေရီကြီးမြင်သွားထမ်းစင်တဲ့စေရီကြီးဖူးပြီးတော့ဘုရင်ကြီးပြုံးလာပြီးတော့နတ်ရဆက်နေတယ်နော်ဘယ်သူလဲဒုဋ္ဌဂမဏိနော်ဒီလိုရှိတယ်အဲ့ဒါဆိုရင်ဒါကကိုပြုထားတဲ့ကောင်းမှုတွေပါသေးတယ်ကိုပြောတာကြံလို့မဟာဒံဝံဆိုတဲ့သာသနာရေးဝန်ကြီးကိုအနာကနေပြီးတော့ထိုင်ပြီးသူပြုသမျှကောင်းမှုကိုစိတ်ရင်းဖတ်ဆန်းပြုတဲ့ကောင်းမှုတွေစိတ်ရင်းရေးထားတာမဟာဒံဝံကအဲ့ဒါတွေဖတ်ပြဘယ်တော့ကဘာကြောင်းတိုက်တယ်ပသံကဘယ်နှပတ်ပဲမှာဆွကတဲ့သင်္ကန်းဘလောက်လှူတယ်ဆံဘလောက်လှူတယ်ဆေးဘလောက်လှူတယ်စိတ်ရင်းတွေဖတ်ပြလိုက်တာဒုဋ္ဌဂမဏိစေရီတော်ကြီးတေတဲ့စိတ်ရင်းရောက်မှဘုရင်ကြီးဘာဖြစ်လာပြုံးလာအဲ့ဒါပြုံးရွှင်သောမျက်နှာနဲ့နတ်ရွာဆန်ရင်နော်ဘဝကောင်းပြိဿကြီးမသေးကြဘူးလားအေးငိုမဲ့ပဲနဲ့နတ်ရွာဆန်ရင်တော့ဘဝကောင်းမသေးကြဘူးအဲ့ဒါကြောင့်သာဂနုဿတိပြောပါတယ်လေကိုပြုတတ်တဲ့ကောင်းမှုတွေကိုစနစ်တကျစရင်လေးလှုပ်ထားအဲ့ဒါလေးဖတ်နေဘယ်နှစ်ကဆံပဲနဲ့တင်ဒုစတော့ကဆံ3နှစ်လောက်နဲ့စားခဲ့တာနောက်နှစ်တော့30လောက်ဖြစ်သွားတယ်ဘာညာပေါ့ဟုတ်လားအဲ့လိုလေးတွေစင်းလေးတွေလှုပ်ထားခုဆိုတော့ထောင်ကျော်နေပြီနော်သာသနာတော်အတွက်နော်ဘလောက်ကျေးဇူးများပြီးတော့ဘယ်လိုပြုစုပြုထောင်ခဲ့ရတယ်ဆိုတာဘဝသမိုင်းမှာနောက်ဆုံးအချိန်မှာဒါတွေကကြည်နူးဖို့ဖြစ်ဒုဋ္ဌဂမဏိအပိုလေးမှတ်လိုက်အောင်အပေါ်ရဒါနဲ့မဆိုင်ဘူးကလထိုင်နှလုံးမှာခြေတော့ဘယ်နှချောင်းတစ်ချောင်းကျိုးရင်3ချောင်းတည်းနဲ့အတော်ရရမယ်နော်2ချောင်းကျိုးရင်တော့လဲပြီပဲအစိုးရရဲ့တပ်မတော်ရဲ့တိုင်းသူပြည်သားရဲ့သံဃာတော်တွေရဲ့ဒီလီချောင်းကောင်းကောင်းထောက်နိုင်ဖို့အရေးကြီးတယ်ဒီကနေ့ဟုတ်လား
တေဟောကျောင်းမှာခொနကဘုန်းကြီးပြောတဲ့အတိုင်းအစ္စလမ်သဘုံမဟုတ်ဘူးတမဲသဘုံတမဲသဘုံကသာသနာတွေကိုဖျက်ပြီးတော့တိုင်းပြည်ကြီးလွှမ်းမိုးတာ၃ပုံ၂ပုံသူတို့အုပ်ချုပ်ပြီးတော့ဘယင်လောက်အဲ့ဒါကိုအင်အား၄ခုပေါင်းပြီးတော့ချတာနော်တိုက်တာဒုဋ္ဌဂမဏိမင်းရဲ့စွမ်းရည်နဲ့သူ့ကိုဝိုင်းပြီးတော့အင်အားကြီး၄ရပ်ကအဖြစ်ပေးလိုက်တာကာရဲဘုရားဘာသာနိုင်ငံတော်ကြီးမပြည့်မစည်ပြန်လီ၍ထိန်းနိုင်တဲ့အနေအထားရောက်ဒီတော်စုမြန်မာနိုင်ငံတော်ရဲ့ဘုရားဘာသာကိုလည်းဒီလိုပဲအင်အားကြီး၄ရပ်ဟန်ချက်ညီညှိပြီးတော့ထိန်းရမယ်ထိန်းဖို့လိုအပ်တယ်ဆိုတာကိုဒီကနေ့တို့အလေးအနက်ပြောတယ်ဘာကြောင့်လဲစတန်ခုနှစ်နိုင်ငံကိုပြန်ကြည့်အာဖဂန်နစ္စတန်ပါကစ္စတန်မြောက်နာသွားလိုက်တာဂျစ်ကစ္စတန်အနောက်နာနည်းနည်းသွားလိုက်ဥဇဘက်ကစ္စတန်အရှေ့မြောက်စီသွားလိုက်ကိရဂစ္စတန်မြောက်စီသွားလိုက်လို့ရှိရင်ကာဇက်စတန်အနောက်စီနည်းနည်းသွားလိုက်လို့ရှိရင်တက်မင်နစ္စတန်စတန်နဲ့နိုင်ငံပေါင်း9ခုမိရတန်ရွာကဒါတွေကြားဘူးမှာမဟုတ်စတန်နဲ့နိုင်ငံပေါင်း9ခုကမ္ဘာမြေပုံမှာကြည့်နော်အဲ့ဒါတွေကသီရိတမအသောကမဟာရာဇာမြတ်စွာဘုရားပြိဋိဘံစံပြီးသောနောက်နှစ်218မှာမင်းဖြစ်တဲ့အသောကမဟာရာဇာသာသနာဖြန့်ထားတဲ့အတွက်ကြောင့်ဗုဒ္ဓသာသနာပြန့်ပွားနေတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေရှေးတုန်းက2ခုပဲခေါ်တယ်စတန်9နိုင်ငံကိုရှေးတုန်းက2ခုပဲခေါ်တယ်ဂန္ဓာရတိုင်းနဲ့ယောနကတိုင်းစတန်9နိုင်ငံလုံးဟာဘာခေါ်ခဲ့လဲဂန္ဓာရတိုင်းနဲ့ယောနကတိုင်းနောက်ကြတော့ AD နော်7th century နဲ့8th century လောက်မှာဆော်ဒီအာရေဗျကနော်မြင်းစည်းစစ်တပ်ကြီးဝင်လာပြီးတော့အဲ့ဒီ9နိုင်ငံအကုန်လုံးကိုလွှမ်းမိုးတိုက်ခိုက်ပြီးတော့ဖျက်ဆီးသွားတာဗုဒ္ဓဘာသာနိုင်ငံတွေအလုံးပြုတ်သွားပြီးတော့အစ္စလာမ်နိုင်ငံတွေဖြစ်သွားတာအဲ့ဒီ9နိုင်ငံစတန်9နိုင်ငံမူလကဂန္ဓာရတိုင်းပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ဖြစ်သွားတယ်ယောနကတိုင်းမှာရှိနေတဲ့တာဂျစ်ကစ္စတန်ဥဇဘက်ကစ္စတန်တာဂမင်နစ္စတန်ကိရဂစ္စတန်ကာဇက်စတန်အဲ့ဒီ၅ခုကငကိုယ်တော့ကယောနကတိုင်းသူလည်းအစ္စလာမ်နိုင်ငံဖြစ်သွားအဲ့ဒါကတော့ဒုဒ္ဓဂမဏိအကြောင်းပြောရင်းနဲ့ဆက်ဆက်သွားတာ၄ခုဟန်ချက်ညီပြီးတော့ညီညွတ်နေဖို့အရေးကြီးတယ်မကောင်းတာတွေကအတင်းအချင်းချင်းအတင်းပြောနေမယ်အစားကောင်းတာလေးတွေပြောကျေးဇူးအချင်းချင်းတင်ပြီးတော့ညှိနှိုင်းဖို့ညီညွတ်နေဖို့ဒီကနေ့အရေးကြီးပါတယ်ဟုတ်လားကဲကောင်းပြီဟောမဲ့တရားတော့အဲ့ဒါမဟုတ်ဘူးအဲ့ဒါနဲ့ကျင့်နိုင်ရင်လည်းရေစက်ချပြန်ရုံပဲဒီဟောဒီပဲအပြောမှအဲ့ဒါမဟုတ်ဘူးเนาะစာကနုဒ္တိလုပ်ဖို့လိုတဲ့အကြောင်းပြောရင်းနဲ့ဒါရောက်သွားတာကိုပြုတဲ့ကောင်းမှုတွေကိုမမေ့တမ်းဆရင်ပြုထားဒုဋ္ဌဂမဏိအဲ့ဒီစာကနုဒ္တိနဲ့သူနှပ်ပြီးသွားဒီဟောကျမ်းဂန်တွေမှာပြောတာဒီတော့ခုပြောမှာကတော့ဗာလဲလို့ဆိုတော့မြတ်စွာဘုရားမဂဒတိုင်းရာဇဂိုမြို့ရဲ့အရှိဘက်မြို့ရဲ့အပြင်ဘက်ဝေဒီယကတောင်တန်းအိန္ဒသာလလှိုင်ကူမှာနေတော့တရားမင်းရောက်လာပြီးတော့မေးသွားတဲ့မေခွန်းလေးတွေအကြောင်းကိုပြောမလို့ဧကသမယံခါတပန်းမှာဘဂဝါဘုရား6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ဒီရာဇဂဟေတောင်ငန်းလောကခိုနွားချံတို့လိုရာဇကျော်ဆိုတဲ့ရွှေမြို့တော်မှာဝေဒိယကေပပတိဝေဒိယကတောင်တန်း၌
အိန္ဒသလကုဟာယံနဘေပင်ပေါက်နေတဲ့အတွက်ကြောင့်အိန္ဒသလအမည်ရှိတဲ့လှိုင်ကူထဲမှာဧကကောဝဖောမမီတပါတိတိဝိဟရတိဣရိယာပထမြတ်တရွှင်ပြုံးကတည်သုံးဆနေတော်မူခဲ့ပါပေသတည်းရာဇဂိုမြို့ရဲ့အရှိဘက်ရာဇဂိုဆိုတဲ့မြို့ကဝေပုံလတောင်ရဲ့ဝေပါရတောင်ရဲ့ပန္တဝတောင်ရဲ့ဣတိကိလိတောင်ရဲ့ကေဇဂုတ်တောင်ရဲ့တောင်ကြီးတွေဝိုင်းနေတဲ့တောင်ဝိုင်းမြို့အဲ့ဒီတောင်ကြီးငါးလုံးရဲ့အပြင်ဘက်အရှိဘက်မှာတောင်တန်းကြီးတစ်ခုရှိတယ်မကြခင်လွန်ခဲ့တဲ့၄-၅ ရက်ကတော့တို့အဲ့ဒီတောင်တန်းကြီးနာဖြတ်ပြီးတော့ကားနဲ့မောင်းသွားကြည့်သေးတယ်ဒီတောင်တန်းကြီးနေမှာပဲလို့မှန်းရတယ်ဝေဒိယကတောင်တန်းပြောလိုက်သစ်ပင်တွေချက်ချက်ပိတ်ပိတ်ပေါက်နေတယ်သစ်ပင်တွေကသိချက်နေအောင်ပေါက်တဲ့အတွက်ကြောင့်ဘေးအကိုင်းမထွက်တာတော့အပေါ်ကိုလူတက်သွားပေါ်လုံးတွေထောင်ထားသလိုပဲတဲ့ပေါ်လုံးတွေထောင်ထားသလိုပဲပေါ်လုံးကိုဝေဒိယကခေါ်တယ်အဲ့ဒီတော်ထဲမှာလှိုင်ကူရှိတယ်ကြောက်လှိုင်ကူကြီးတွေကူလည်းအများကြီးရှိတယ်ကြောက်လှိုင်ကူကြီးရဲ့ဘဝမှာနဘဲပင်ကြီးရှိတယ်နဘဲပင်ကိုပါဠိလိုအိန္ဒသာလအဲ့ဒီလှိုင်ကူထဲမှာဘုရားတပါးတည်းနေနေတာညနေဆောင်နေမဝင်သေးဘူးနွားချောင်းသားနွားတောင်မသိမ့်သေးဘူးအဲ့ဒီအချိန်တရားမင်းနတ်ပရိသတ်8000နေတဲ့ကွာလာတာလှိုင်ကူပေါက်ရောက်နေတယ်တဲ့နေမဝင်သေးခင်လှိုင်ကူပေါက်ဘသူရောက်တရားတရားနာမလို့လာတာပဲဒါပေမဲ့ဘုန်းကြီးတို့ပရိသတ်သိတယ်ဘာသိလဲဆိုတော့နတ်တွေဟာတရားနာလာရင်သကောင်ကျော်မှပဲလာတယ်မို့လားမင်္ဂလာသုတ်ဖတ်လေအညတရဒေဝတာအဘိကန္တယာရတ္တိယဟုတ်လားနတ်သားတရားညင်ဥယလွန်ပြီးသကောင်ယံဇေတဝန်လာတဲ့မင်္ဂလာသုတ်ပါတယ်လေသုတ်တန်တိုင်းဒီတိုင်းဘုရားတရားမင်းကြီးဒေနာကပဏ္ဏသမီနာတို့သွတ်လေဘုရားရှင်ကိုရောမြဝေဒိယကတောင်တန်းအိန္ဒသလလှိုင်ကူမှာဣရိယာပတမြတ်တရွှင်ပြုံးတို့တရင်သုံးနေတော်မူတဲ့အခါသေကဒေဝနာဘိန္ဒနတ်တွေကိုဆိုရတဲ့တရားမင်းဟာအတိတိယဒေဝတသဟသေဟိနတ်ပရိသ8000တို့နဲ့သဟအတူတကွယေနဣန္ဒသလကုဟတေနုပသင်္ကမိနဘဲပင်ပေါက်တဲ့လိုင်ကိုရှိရာကိုရောက်ရှိနေတယ်တရားမင်းနဲ့နတ်ပရိသဘလောက်တဲ့နတ်ပရိသဘလောက်လဲဟဲ့8000နဲ့နေမဝင်သေးခင်လိုင်ကူပေါက်ရောက်ဘယ်နဲ့ကြတရားမင်းကြီးဆိုကြီးလာလေလူကြီးတိတ်သကောင်ကျော်မှလာရိုးလာစဉ်အတိုင်းလာပါလားကိုနေမဝင်သေးခင်လာတယ်ဆိုသိအရေးကြီးနေဘာအရေးကြီးလဲဆိုတရားသေခါနေနေနတ်သက်စိတ်ဒုက္ခတို့သိတယ်ငါသိတော့မယ်လို့အဝတ်တွေကအယောင်တွေမှိန်သွားတယ်ကိုကအယောင်တွေလည်းမှိန်သွားတယ်နတ်ပန်းတွေလည်းညှိုးသွားတယ်ကိုကလည်းချွေးတွေထွက်လာနတ်စည်းစိမ်လည်းပဲကြီးကျယ်ပေမဲ့မပျော်တော့ဘူးတဲ့အဲ့ဒီအချက်လက်၅ခုကိုနတ်တို့အတွက်သေနမိတ်၅ပါးဒီလိုမှတ်ဘာ၅ပါးတရားမင်းသေနမိတ်တွေထင်းနေတယ်အဲ့ဒါကြောင့်သူဟာသူကြည့်တယ်ငါတော့သေတော့မှာပဲနတ်သက်ကြွေတော့မယ်
စရုမာရိရောတာပရိသရောနှစ်ပြည်တောင်မှာသူတမင်းနဲ့လှုပ်တယ်လေတာပရိသကစီးစိမ်ကကြီးကျယ်လိုက်တာနမီးဘုရားကြီးက4 ယောက်အယံမိဘုရားငယ်တွေကနှစ်ကတိ9 သန်းနဲ့ရမို့ငါတရားတော့ပဲသိပြီးရင်တရားမှပြန်ဖြစ်ပါအောင်မလားစိတ်ပူလိုက်တာတရားမင်းကသိပြီးရင်တရားပြန်ဖြစ်ချက်ခက်လို့ပြောရင်တော့တင်မကောင်းဘူးဟိုဆောင်းတယ်လို့ဒီဆောင်းတယ်လို့ဖြစ်မှကြောက်ရတယ်ကလထိုင်ပြန်ရခြင်းနဲ့ပေါ့ဟုတ်လားသိပြီးရင်ကလထိုင်လေးပြန်ရခြင်းအဲ့ဒါကဘယ်လိုလုပ်ရရင်ကောင်းမလဲကဲမသိခင်တရားသောနာလိုက်ဦးမယ်ဆိုပြီးတော့ဆင်းလာနတ်ပြန်ဖြစ်ဖို့ तू မသေးကြဘူးနတ်ပြန်မဖြစ်ခဲ့ရင်မိဖုရားကြီး4 ယောက်သွားပြီဘယ်နှမင်းကကောက်သွားမှမသိသူစည်းစိမ်နဲ့ကလေး9 သန်းတခြားနတ်တွေသိမ့်လိုက်မယ်အဲ့ဒါကြောင့်စည်းစိမ်လက်လွတ်မခံကျင်တာနဲ့ဘာလာလောက်တာတရားနာဖို့လာတာနော်တန်ရာကစံတကာတွေတရားနာတာနတ်ပြည်လောက်ပဲမျောမှန်းသလားလို့ငါမမေ့ဘူးနော်တရားမင်းကတော့နိဗ္ဗာန်အတွက်မဟုတ်ဘာအတွက်ကလထိုင်ပြန်ရဖို့ငါသွားတရားနာအဲ့ဒါဘုရားလှိုင်ကိုပေါင်းမှာနတ်မင်းကြီးတရားမင်းကြီးဆိုကြီးရောက်လှိုင်ကိုနဲ့မဝင်ရဘူးအချိန်မဟုတ်ခါမဟုတ်ကြီးအဲ့တော့တရားကမလုပ်လဲလို့ဆိုတော့ပင်စသီခနတ်သားကိုခေါ်ဟဲ့ကသမင်းလှိုင်ကိုထဲဝင်ဘုရားလျှောက်တရားနာဖို့အပြင်မှာရောက်နေတယ်ဝင်ခွင့်ပေးပါသွားပြောဘသူခိုင်းလဲပင်စသီခနတ်သားဘသူခိုင်းလဲတခါတည်းမေးရင်နော်အချိန်က1 မိနစ်ပဲနှစ်ခါမေးရင်2 မိနစ်ကြာတယ်နားကောင်းကောင်းပန်းအောင်လုပ်တာပင်စသီခရောင်တုံး9 တုံးရှိတယ်ကောင်းပါပင်စဆိုတာ9 ခုပဲသီခိဆိုတာရောင်တုံးပဲရောင်တုံးဘယ်နှတုံးထုံးတာယာကကမ္မတွေခစ်မိခြင်းလှုပ်လိုက်ရောင်တုံးလေး9 တုံးနဲ့ထွက်လာမလောက်ဘူးလားမလောက်ဘူးခင်ဗျားတို့ကဖယုဖယေကြီးကြိုက်တယ်အမိုက်ပုံကြီးလိုပဲသူတို့ကောင်းနေရနော်ကာရသပိညတ်ဆိုင်ကဆွန့်ပြစ်တဲ့သပိနေသူတို့ကောင်းပေါ်တင်ထားတဲ့အတိုင်းပဲဖိုးယုဖာယာကိုယ်ကာယသောကပရိဒေဝဒုက္ခဒေါမနတရောက်နေတဲ့မျက်နှာကြီးတွေနဲ့သပိကြီးတွေကနော်ခေကြီးကဘာဖြစ်သွားမှမသိတန်တန်ရရခေါင်းမှာနော်သူတို့မလုပ်ချင်တော့ဘူးဖယုဖယေပဲလုပ်ချင်အဲ့ဒါပင်စသိခါရေဟိသွားမြတ်စွာဘုရားသွားလျှောက်ဘေလူဝဆိုတဲ့အုတ်ရှိသည်မှဲ့ခဲ့သို့အယောင်ရှိတဲ့ဆောင်းလေးပိုက်ပြီးတော့မတ္တထတရားမင်းကိုဟောလားစစ်သားကစစ်ဖို့အယုသေးပေးသလိုဒီလိုလေးအယုသေးပေးတာနောက်ပြန်လှည့်လိုက်တာဟာမိဖုရားကြီးရဲ့ဂျားထဲမှာကြံကြံပန်းမှာသူ့ရည်စားရောက်ကြိုက်နေတာကြာပြီစောင်းတီးပြီးတော့ဟလားလူပြိုလှဲ့နေတာမအောင်မြင်ဘူးကိုတရားပွဲမှာရည်စားလာတွေ့တယ်အစဉ်ပြေးတာတရားပွဲမှာရည်စားတွေ့နေတာနော်ဓမ္မမိတ်ဆွေဆိုတိုင်းရံခါမှာသိဟုတ်တာမဟုတ်ဘူးတော့ကြတော့ဟိုဟာမိတ်ဆွေပြည့်သွားဓမ္မမိတ်ဆွေတို့ဓမ္မမောင်နှမတို့ချမ်းမှုပါတယ်နော်အဲ့ဒါတွေသိမဟုတ်ဘူးတခါမှာနော်သူတို့ကလည်းတို့တခါတယောက်တွေ့ဘူးတယ်တရားစခန်း4 ချိန်ဝင်လိုက်တာဓမ္မမိတ်ဆွေ4 ယောက်ရတယ်အဲ့ဒီကောင်ခုထိရှိတယ်အမေရိကမှာနော်ကဲထားမေသသိကနောက်ပြန်လဲသူကတရားမင်းကိုအယုသေးပြုတာရည်စားတွေ့သွားဟာပွဲကတော့ပွဲကြီးပွဲကောင်းမယ်ဖယားနဲ့တရားတို့ရဲ့အကြငါကြီးစားအလှပတွေတော့ငါစောင်းတီးပလိုက်အောင်မယ်လောက်တာလိုင်ကူတဲ့တကားခဝင်သွားဘုရားရှိရောက်ရှ िख ိုးလို့ထိုင်တရားမင်းတရားနာဖို့လာရောက်ကြောင်းဘုရား
ရှောက်ဖို့မကောင်းဘူးလားမလျှောက်ဘူးအဲ့ဒီကောင်စောင်းလေးထုတ်ပြီးတော့အတန်ညှိပြီးတော့တချင်းဆိုပြီးစောင်းတီးတယ်ဘုရားရှိတချင်း14ပုဒ်တောင်တီးတာ9ပုဒ်လောက်ကသူကြီးစားအလှအပတွေဖွဲ့ထား9ပုဒ်လောက်ကတော့ဘုရားအကြောင်းတရားအကြောင်းသံဃာအကြောင်းရေးစားအလှအပဖွဲ့တာများဘလောက်ဖွဲ့လဲဆိုတော့စောင်းသေးချင်း14ပုဒ်ငယ်တုန်းကတို့ဟောဘူးတယ်ကိုကြည့်တော့အဲ့ဒါမဟောတော့သက်ကပညာသုတ်စာအုပ်ရှိတယ်ရှာဖတ်ဝါဒနာပါရင်သူရေးစားသူရိယဝိသသာတဲ့နတ်သမီးကမျက်ခုံးမွေးလေးကဘယ်လိုလှတယ်ဆိုတဲ့အကြောင်းကတပုတ်လောက်ပါတယ်ပါးလေးနဲ့နှကန်းလေးတွေကဘယ်လိုလှတယ်လက်ပေါင်းလေးကဘယ်လိုရင်ဘတ်ကဘယ်လိုခါဘယ်လိုတော်တော်အသေးစိတ်သချင်းတွေရေးပြီးတော့ဘုရားရှိမှအဲ့ဓာတွေတီးတာဗျာအဲ့ဒီကောင်အဲ့နတ်သားပွဲထုတ်နေတာသူကြီးစားကိုကာမနဲ့ပတ်သက်တဲ့သချင်းနော်မလေးမှတ်ထားဘုရားပွဲတရားပွဲကျောင်းပွဲသာသနာပွဲတွေမှာကာမနဲ့ပတ်သက်တဲ့အချင်းဟာမအပ်ဘူးဓမ္မနဲ့ပတ်သက်တဲ့သချင်းဆိုရင်တီးကောင်းနဲ့ဆိုကောင်းနဲ့အဲ့ဒီသုတ်မှာဆုံးဖြတ်ရှိတယ်ကိုရမြတ်စွာဘုရားကခွင့်ပြုထားလိုက်တယ်ကာမနဲ့ပတ်သက်တဲ့သချင်းတွေဆိုတရားကရင်ကိုပူလို့ဟိုနောက်ကသူကြီးစားသူရိယဝိသသနတ်သမီးကလည်းရင်နေခုံးလို့တို့ဘယ်တော့မှညာမလဲတို့ဘယ်တော့ညာမလဲသူတို့ကလည်းဒီလိုဖြစ်တရားမင်းကလည်းငါတို့သိတော့မှဒီကောင်ငါအကြောင်းမပြောဘူးစိတ်တွေပူလို့ဖြစ်တချင်း14ပုဒ်ဆုံးတော့မြတ်စွာဘုရားကလည်းလွတ်လိုက်သေးတယ်ကဒါပါဏသံယူလာဣမဂါထာတန္တိသရောပိကိတသရဏတိဝတ္တိကိတသရောပိတန္တိသရဏတိဝတ္တိဟေ့ပစ္စသိခမေတ္တိသချင်းတွေဘယ်တော့မှရေးထားအဆိုကလည်းအတီးကိုမလွန်ဘူးကွာအတီးကလည်းအဆိုကိုမလွန်ဘူးကွာဘုရားကလည်းရှင်းမလိုက်သေးတယ်ဆိုတော့ပစ္စသိခနဲ့သူရိယဝိသသာတို့ကတော့ပျော်ပြီးတော့ပြုံးနေမှာပေါ့သေဂာနိတဲ့တရားကတော့ရင်ပူလာပြီးဒီကောက်သူအခွင့်အရေးဒီနေရာလာသုံးနေတယ်ငါချောင်းမပြောဘူးဒီလိုဖြစ်အဲ့ဒီသချင်း14ပုဒ်ဆုံးတော်မှာမြတ်စွာဘုရားရဲ့ရှင်ဘောကံပြီးတော်မှာမြတ်စွာဘုရားရေတရားမင်းအပြည့်မဲ့ရောက်နေတဲ့တရားနာမလို့တဲ့ကဲအဲ့ဒါဆိုတကားဖွင့်အကုန်လုံးဝင်စေလိုက်ကူတဲ့နတ်ပရိသတ်ဘလောက်ဝင်သွားလဲ8000အကုန်လုံးဆံရာဇညုံရဲ့အရှိဘက်ဘိုင်းတော့နှာခေါင်းတော့ကားနဲ့ပတ်ပြီးတော့မောင်းကြည့်တယ်နော်တောင်တန်းကြီးကိုရသစ်ပင်နေဘာမှမရှိတော့အကုန်ပြုံးခုတ်လိုက်ကြတာနော်ဗမာပြည်တွေခုတ်တာမဟုတ်ဘူးကလပီကပူခုတ်မြတ်စွာဘုရားကစတင်ပြီးတော့စကားဘာပြောလဲဆိုတော့ဒုက္ခိဟောတုဒေဝနာမိန္ဒဒေဝနာမိန္ဒနတ္တေကိုဆိုရတဲ့သက်ကတရားမေတွင်သင်သည်ဒုက္ခိကိုစိတ်နှစ်ပါးချမ်းသာသည်ဟောတုဖြစ်ပါစေတော့လို့တရားမင်းရေကိုစိတ်နှစ်ပါးချမ်းသာစေတော့လို့ဘဂဝါဘောင်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကမေတ္တာတရားကိုပရိပရတိကောင်းစွာမသွေပို့လွတ်တော်မူလိုက်ပါပေသတည်းတရားမင်းနှလုံးစိတ်ဝမ်းအေးချမ်းပါစေမြတ်စွာဘုရားမေတ္တာပို့လိုက်တော့ဘုရားမေတ္တာရတော့တရားအတော်စိတ်အေးသွားတယ်ကဲလာတဲ့ကိစ္စပြောဆိုတော့သူသေဂာနီးအကြောင်းသူမပြောဘူးနတ်ပြန်ဖြစ်ခြင်းတဲ့အကြောင်းသူမပြောဘူးဘာပြောလဲဆိုလောကကြီးဘုရားလူရောနတ်ရောနဂါရောကလုံရော
ဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤလိုဆုတောင်းကြတယ်တဲ့ဒီကဘာလုံးပဲနော်ဒီကနေ့လို့ပြောရင်ဘာသာကြီး၅ခုပေါ့6ခုပြောရင်လည်းပြောပေါ့ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်ဟိန္ဒူဂျူးဘာသာဂျိန်းဘာသာထက်လည်းအောင်အိန္ဒိယမှာမကွယ်သေးဘူးဂျိန်းရှိတယ်ဒီဘာသာဝင်တွေအားလုံးနော်ဘဝတန္တရာမှာပဲလေးပါးမှာလွတ်ဖို့ဆုတောင်းတယ်နတ်ပြည်ပြမပြည်ရဖို့ဆုတောင်းတယ်နိဗ္ဗာန်ရဖို့ဆုတောင်းတယ်ဒါတွေကဘာသာတိုင်းမှာတောင်းရိုးတောင်းစေမေဘာသာဝင်မှမလွတ်တမ်းတောင်းတဲ့ဆုတောင်းတစ်ခုကဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤမတောင်းဘူးလားနော်ဘေးရန်ကတကယ်ကင်းရလားမကင်းဘူးဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤမကင်းဘူးနေရှိသဖြင့်ဟလားဆိုရင်စရာတွေသတင်းတွေပဲကြားနေရတယ်စစ်ပွဲတွေပဲမြင်နေရအဲ့ဒါကြောင့်ဂိသယဇနာကမာရိသဒေဝမနုဿသုရဏဂကတ္တပယေစင်ညေတန္တိပုထုကာယတိအဝေရအဒန္တအသပတ္တအပြပိဇံဝိဟရေမုအဝေရိနောအထာသပနာတေသဝေရသဒန္တသသပတ္တသပြပိဇာဝိဟရန္တိသဝေရိနောဗန္တိဘဂဝါဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဣဒာဤလောကမှာဒေဝဇာနတ်တို့သည်၎င်းမနုဿာဇာလူတို့သည်၎င်းအဝေရာဘေးရန်ကင်းကွာချမ်းသာစွာအဒန္တာပြစ်ဒဏ်နေကင်းပြီးတော့အသဘာဒနှိစ္စကလူယံသူမရှိပါပဲနဲ့ဝိဟရေမူနေတိုင်းဗျာစေလို့ပဋ္ဌာနာသုတောင်းခြင်းကိုကရုဏီပြုကြတယ်ဗျာပနာသို့တော်လည်းတေထောဘေးရန်ကင်းကချမ်းသာစွာနေရပါလို့ဤလိုဆုတောင်းနေကြတဲ့နတ်တွေလူတွေနဂါးတွေဂလုတ်တွေအကုန်လုံးပဲသဝေရာဘေးရန်တွေသိနေကြတယ်သဒန္တာပြစ်ဒဏ်တွေသိနေကြတယ်သသပတ္တနှိစ္စညင်စခြင်းကိုခံနေကြရတယ်အဲ့ဒါကကိသယောဇနာပဲအကြောင်းကြောင့်ဖြစ်တယ်လေလို့ဘေကောဒေဝနာမိတော်နတ်တေကိုဆိုရတဲ့တရားမင်္ဂဘဂဝန္တံဘုံ6ပါးသင်္ကေဘုရားရှင်ကိုရောမြတ်ကိုအပု္ပ္စိသိလောရေးနဲ့မေးမြန်းရှာလေတော့တည်းလူရနတ်တွေဘေးရကင်းกว่าချမ်းသာစွာနေရပါလို့ဤလိုဆုတောင်းတယ်ဆုတောင်းမပြည့်ဘူးမြတ်စွာဘုရားဘယ်ဘာသာဝင်ကဘယ်ဘုရားထံမှာပဲချမ်းသာစွာနေရပါလို့ဤလိုဆုတောင်းအဲ့ဒီပုဂ္ဂိုလ်တွေအမြဲတမ်းဘိရိယံနေတွေ့နေဥပမာဗုဒ္ဓဘာသာတွေလည်းပဲငြိမ်းချမ်းရေးရပါလို့ဤလိုဆုတောင်းတိုက်ပွဲကနေတိုင်းရှိအစ္စလာမ်ဘာသာဝင်တွေလည်းပဲဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤအလ္လာဟ်ရှင်မြတ်ထံမှာသူတို့လည်းဆုတောင်းတယ်အစ္စလမ်ကမ္ဘာကြီးတစ်ခုလုံး UAE ပေါ်လေနော်Middle East ပေါ်လေကမ္ဘာအရှေ့အလယ်ပိုင်းသက်ကန္တာရရေနံထွက်တဲ့နိုင်ငံတွေအားလုံးဒီကနေ့ကဘာဖြစ်နေလဲအကုန်လုံးစစ်ဖြစ်နေတာအဲ့ဒါကြောင့်ဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤပြောချင်တိုင်းပြောဘာဖြစ်လဲဘေးရန်မကင်းဘူးမြတ်စွာဘုရားကြီးအဲ့ဒါဘာကြောင့်ဖြစ်တယ်လဲခရိယာဘာသာဝင်တွေကလည်းဂေါဓမ္မဆုတောင်းတယ်အစ္စလာမ်တွေကလည်းအလ္လာဟ်ထံဆုတောင်းတယ်ဟိန္ဒူတွေကလည်းပဲဗြဟ္မာတို့ဗိရှုတို့ရှိဝတို့ထံမှာဆုတောင်းတယ်ဗုဒ္ဓတွေကလည်းဘုရားထံဆုတောင်းတယ်ဆုတောင်းကမပြည့်ဘူးနေရှိသည်ဖြစ်စစ်ဖြစ်အဲ့ဒါအကြောင်းပါလေမြတ်စွာဘုရားဖြေတယ်ဧသာမေစရိယသံယောဇနာခောဒေဝနာမိန္ဒဒေဝမနုဿသုရဏငကန္တပယေစေယေတန္တိပုထုကာယဒေသဝေရသတ္တန္တသသပတ္တသဗ္ဗပိစ္ဆဝိဟရေဝိဟရန္တိသဝေရိနော
ဒေဝနာမိတနတ်တွေကိုဆူရတဲ့သက္ကသကြမင်းဣဒ္ဓမေစရိယတန်ယောဇနာဣဒ္ဓနဲ့မေစရိယဆိုတဲ့ဒီတရားနှစ်ပါးကြောင့်ပရိသတ်၏နားထောင်ထားဣဒ္ဓမေစရိယဆိုတဲ့ဒီတရားနှစ်ပါးကြောင့်ပြောပါကြောင့်ဣဒ္ဓရဲ့မေစရိယရဲ့ဘာရဲ့ဘာရဲ့ဣဒ္ဓဘာဖြစ်တာဗရဒံပတ္တိအသဟနာလက္ခဏာဣဒ္ဓသရမတို့ရဲ့ဖြစ်ထွန်းရှိဝတ်တိုးတဲ့အောင်မြင်မှုတွေကိုမချေနှက်တာကိုဘာခေါ်လဲဣဒ္ဓအတ္တသံပတ္တိပရိဟိသတရဏဘဝအသဟနာလက္ခဏာမစ္စရိယကိုယ်ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်သူမှဝေမပြီးနိုင်တာကပါတယ်လေမစ္စရိယတရားပွဲခတ်စောစောလာစောင်းကြီးတစ်ထည်လောက်ဖြန့်ခင်းတာအဖွားကြီးတယောက်အလဲကောင်မှတယောက်တည်းထိုင်နေတယ်ဘေးကမိန်းမတွေနောက်ကနည်းနည်းဝင်လာတယ်ညဘက်ကတယောက်ကသူ့ဆောင်နှခမ်းလေးထိုင်လိုက်တယ်အလဲကောင်ထဲတဲ့အဖွားကြီးကမျက်စောင်းထိုးကြည့်ဘယ်ဘက်ကဝင်ထိုင်တယ်ဘယ်ဘက်မျက်စောင်းထိုးရှေ့ကဝင်ထိုင်ရှေ့ကကောင်မှကြောကုန်းတွန်းပြစ်တရားပွဲမှာဖြစ်တာနော်နေရာဥထားတဲ့ဘွားကြီးတရားကသူတယောက်တည်းထိုင်မဲ့နေရာမှာစောင်းကြီးတစ်ထည်လုံးခင်းတာစောင်းအစွန်းဝင်ထိုင်တဲ့လူတိုင်းကိုသူကျေနပ်လာအဲ့ဒါဘာခေါ်လဲမစ္စရိယခေါ်ဒါနောက်ကျွတ်တို့ရှူရှူနေရမယ့်နေရာမှာတယောက်တည်းအခြေကြီးယူထားတော့အဲ့ဒီအခြေကြီးနေရာကြီးခင်းထားတဲ့ဘွားကြီးကိုနေရာမရတဲ့မိန်းမတွေကကျေနပ်လာအဲ့ဒါကဣဒ္ဓခေါ်တယ်နော်လွယ်အောင်ပြောတာနိုင်ငံချင်းချင်းနေဆက်တွေမှာနေလူတဲ့စစ်ပွဲတွေဘောဓာတိုင်နေစိုက်တဲ့နေရာမှာစကားများရဖြစ်တဲ့စစ်ပွဲတွေကမ္ဘာတိုင်းပြည်တိုင်းမှာဒီကနေ့ရှိတယ်လေကောနယ်မြေဟိုဘက်တိုင်းပြည်တွေမပေးနိုင်ဘူးမြေကြီးတလက်မှစိုးစိုးမခံနိုင်ဘူးချမယ်တိုက်မယ်ဒီလိုပဲမို့လားအဲ့လိုဟိုဘက်တိုင်းပြည်ကတော့ဒုံးမြန်ကြီးလွတ်လိုက်ဒီဘက်ကတော့ဟာလာဖြောင်းအိုးလေးပဲဖုံးနေနေဆိုရင်ဒုံးမြန်လွတ်တဲ့တိုင်းပြည်ကိုဖြောင်းအိုးဖို့တဲ့တိုင်းပြည်ကမကျေနပ်ဘူးပေါ့ဒီလိုမို့လားဘာဖြစ်တာလဲဒီဘက်ကနွားလဲလေးနဲ့ပဲသွားနေတယ်ဟိုဘက်ကမော်တော်ကားကြီးစီးနေတယ်ဆိုရင်နွားလဲစီးတဲ့လူကမော်တော်ကားစီးတဲ့လူကိုမကျေနပ်ဘူးပေါ့ဒီလိုမို့လားဣဒ္ဓ၅မျိုးမစ္စရိယ၅မျိုးအဲ့ဒီစရင်တွေပြောနေကြတယ်သဘောတရားနားလည်ရင်ပြီးတာကိုယ့်ထက်သာရာတွေမှန်သမျှကိုမကျေနပ်ဘူးကိုယ်ပိုင်တာမှန်သမျှဘယ်သူမှဝေခွဲ၍မပေးဘူးဘာနဲ့ပါဣဒ္ဓနဲ့မစ္စရိယသူစည်းစိမ်ကိုမကျေနပ်တာဣဒ္ဓကိုယ်စည်းစိမ်မဝေခွဲနိုင်တာကမစ္စရိယအဲ့ဒီနှစ်ခုရဲ့ပฏิပက္ခကဒီကနေ့လူပြည်မှာလည်းရှိတယ်နတ်ပြည်မှာလည်းရှိတယ်နတ်ပြည်ကစစ်ပွဲတွေလက်ပံပွင့်ချိန်တဲ့နတ်တွေစစ်တိုက်တယ်ဆိုတာကြားဘူးတယ်မို့လားအသူရာနတ်တွေနဲ့တာဝရိတာနတ်တွေစစ်ဖြစ်တာနော်အဲ့ဒါကြောင့်ဣဒ္ဓမစ္စရိယသံယောဇနာမန္တလိုခြင်းဟောတော်ခြင်းဆိုတဲ့သံယောဇဉ်တရားဒီနှစ်ပါးကြောင့်ဒေဝဆန္ဒတို့သည်၎င်းမနုဿာလူတို့သည်၎င်းသဝေရာဘေးရန်နေသင်ပြီးတော့သဒန္တာပြစ်ဒဏ်နေသင်ပြီးတော့သပတ္တာနှိစ္စခံကြရပြီးတော့ယံသူတွေဝိုင်းပြီးတော့ဝိဟရန္တိနေကြရတယ်လို့သတ္ထလူနတ်တော်ဆရာမြတ်စွာဘုရားကသင်္ကာသဒေဝရမိန္ဒသာနတ်တို့တနေသကြမင်းရပညာမေကုံးကိုပထမရှိဥစွာသောပညာမေကုံးကိုညာကရောတိဆောက်ဆိုင်မရှိဟုတ်တိုင်းမှစွာဖြေချတော်မူလိုက်ပါပေသတည်းကဘာကြီးဘေးရန်များတာဘာကြောင့်လဲဣဒ္ဓမစ္စရိယကြောင့်ဣဒ္ဓမစ္စရိယတရားဒီနှစ်ပါးဟာစစ်ပွဲကြီးတွေရဲ့နော်ဒါ source ပဲ
the source of fighting, source of battle, beginning of the battle. စစ်ပွဲတွေတိုက်ပွဲတွေရဲ့အစဒီတရားနှစ်ပါးပါအိတ်သာနဲ့မစ္စရိယတဏ္ဍနိုင်ငံကဒုံးမြန်ကြီးတစ်ခုလွှတ်လိုက်တယ်မိုင်း9000လောက်သွားတယ်အေးတို့ကမိုင်း1000လောက်အထိလွှတ်မယ်ဘာဖြစ်လဲပြိုင်နေကြ1000လောက်လွှတ်နိုင်တဲ့ကောင်ကို9000လောက်လွှတ်နိုင်တဲ့တိုင်းပြည်ကခြေနှပ်ပါမလားမခြေနှပ်ဘူးကိုရသာမနာလိုပဲနော်ဒါလောကကြီးမှာဖြည့်ရိုးဖြစ်စေနတ်ပြည်မှာလည်းဒီလိုပဲစစ်ပွဲတွေဖြစ်အဲ့တော့အလုံးဒါပြီးစေကမ္ဘာကြီးဘေးရန်တွေဘယ်ကစအိမ်သာမစ္စရိယကစတာအဲ့တော့တရားကဆက်မေးတယ်အိသာမစ္စရိယံကောမာရိတာကိဏိဒါနကိသမုဒယကိဇာတိကံကိပဘဝံမြတ်စွာဘုရားဤအဲ့ဒီအိသာနဲ့မစ္စရိယကဘာကြောင့်ဖြစ်တယ်လဲဝင်းဆက်နော်ဘုန်းကြီးတို့ပရိသတ်ကြီးသင်ချမ်းနေတဲ့ပရိစ္ဆသမုပ္ပါဒ်နဲ့တော်တော်လေးရှင်းတယ်မနာလောခြင်းဝန်တော်ခြင်းဒီနှစ်ပါးကဘာကြောင့်ဖြစ်တယ်လဲဒေဝနာမိတ်တာနတ်တေကိုဆွရရတဲ့ကသကြမေပိယပိယံဘုန်းကြီးဖတ်တာအနာထာပိယပိယံချစ်ချင်းနဲ့မုန်းခြင်းပြောဟိဘာနဲ့ပါပါဠိဘယ်လိုဖတ်မလဲပိယပိယံခွဲဖတ်လိုက်ရင်ပိယရဲ့အပိယရဲ့ဗမာပြန်တော့ချစ်တာနဲ့မုန်းတာပိယပိယံချစ်ချင်းနဲ့မုန်းခြင်းဆိုတဲ့ဒီနှမျိုးဟာချစ်ချင်းနဲ့မုန်းခြင်းရှိနေသမျှကာလပတ်လုံးဘာဖြစ်လဲအိတ်သာနဲ့မစ္စရိယဖြစ်မယ်။ဘာနဲ့ဘာရှိသမျှချစ်တာနဲ့မုန်းတာပါဠိလိုဖတ်ပိယအပိယကမ္ဘာဥမြေပြင်မှာလူတွေရောက်တဲ့အချိန်ကစပြီးတော့ချစ်ချင်းနဲ့မုန်းခြင်းကမရှိဘူးလားချစ်တာနဲ့မုန်းတာရှိသမျှဘာနဲ့ဘာလာမယ်အိတ်သာလာမယ်မစ္စရိယဟောဒီမှာနာယီလေးတစ်လုံးရွှေရောင်နာယီကလေး Rolex ဆိုတဲ့နာယီကလေးဒေါ်လာ9000လောက်တန်တယ်ဘုန်းကြီးသိကြိုက်တာပေါ့ဒီနာဘုန်းကြီးထိုင်သူလည်းလိုချင်မှာပဲတောင်းတယ်ဆရာတော်အဲ့နာယီလေးပေးပါဆိုပေးမယ်ထင်တယ်အပေးဘူးမပေးတော့သူကခြေနှပ်ပါမခြေနှပ်ဘူးတိတ်တဆိတ်ခိုးယူတာတောင်ဖြစ်ခြင်းဖြစ်လူယူတာတောင်ဖြစ်ခြင်းဖြစ်ဒီလိုပဲမဟုတ်လားတက္ကမလုံးဓာမျိုးတွေဖြစ်ဟုတ်လားကားလေးအသက်ဆက်ဆက်တောက်တောက်ပြောင်ပြောင်စီးသွားတဲ့လူကိုဆိုင်ကားနဲ့သွားတဲ့လူကမကျေနပ်ဆိုင်ကားစီးသွားတဲ့လူကလမ်းလျှောက်နေရတဲ့လူကမကျေနပ်ဒါကပ္ပဖြစ်ရိုးဖြစ်စဉ်ကြီးတွေဒီလိုပဲမဟုတ်လားအဲ့တော့တူတော်မှလိုက်ချစ်သောအရာဝတ္ထုကိုဘယ်သူမှမပေးဘူးမှန်ရဲ့လားမင်းတို့ချစ်သူအချင်းချင်းနှစ်ယောက်တွဲနေကြတယ်လေကိုချစ်သူဘယ်သူရှယ်ယာလုပ်မလဲရှယ်ယာလုပ်မဲ့လူရှိလားတန်ရွာမှာငါချစ်သူမင်းရှယ်ယာလုပ်မဲ့ကခေါ်သွား10ညလောက်မင်းအိတ်ပေးမလားချတယ်ငါမထိနဲ့ထိရင်နားကိုထိုးပြမယ်အိတ်သာမစ္စရိယဟုတ်လားအဲ့တော့မနာလိုခြင်းဝန်တော်ကြီးသည်ဘေးကလာတယ်ချစ်တာနဲ့မုန်းတာကလာချစ်ရင်ဘယ်သူမှမပေးဘူးမုန်းတဲ့ကောင်တွေကြီးပွားရင်ဘယ်သူမှမကျေနပ်ဘူးကဘာကြီးမှာဒါပဲဖြစ်နေတာပဲမို့လားအမေရိကန်ကအိုင်ဖုန်းကတရုတ်ကဟွာဝေးကိုတိုက်နေတာအားလုံးသိတယ်လေတရုတ်ကြီးစီးပွားရေးသိပ်ပြီးတော့ကဘာလွှမ်းမိုးလာတာခုတော့မာရလေကိုရိုနာဗိုင်းရပ်စ်ဆိုပြီးတော့တရုတ်ကတကမ္ဘာလုံးကဝိုင်းပယ်တော့အမေရိကန်ကြီးကကျေနပ်နေတယ်မို့လားအဲ့ဒါလို့ဘုန်းကြီးတို့ပြိဿကြီးသူများဒုက္ခရောက်တာကိုကျေနပ်တာဒါအိတ်တာဒေဝတာမိန်တာနတ်တေကိုဆိုရတဲ့သက်ကတရားမင်းပိယပိယံခြေချင်းနဲ့မုံချင်းရှိနေသမျှကာလပတ်လုံး
ဧသာမစ္စရိယမနာလိုခြင်းဝန်တော်ခြင်းဆိုတာတွေလည်းရှိနေမှာပဲချက်ချင်းနဲ့မုန်းခြင်းကြောင့်မနာလိုခြင်းဝန်တော်ခြင်းဖြစ်ရတယ်ရဲ့လို့သာတလူနတ်တို့ဆရာဘုရားရှင်ကိုရောမြတ်ကဒေဝနာမိန်တသနတ်တော်ကိုဆုရသောသက္ကသတရားမင်းဤပညာမေကောင်းကိုပြကရောတိဆုတ်ဆိုင်မရှိဟုတ်တိုင်းမှစွာဖြေချတော်မူလိုက်ပါပေသတည်းကမ္ဘာလကကြီးဘေးရန်နေပါကြောင့်ဖြစ်ဣဒ္ဓမစ္စရိယကြောင့်ဖြစ်တာဣဒ္ဓမစ္စရိယဘာကြောင့်ဖြစ်ခြေချင်းနဲ့မုံခြင်းရှိလို့ဖြစ်တာတဆွေပြိဿကြီးရဲ့ခြေချင်းကလည်းပဲယံသူတစ်ပါးပဲမုံခြင်းကလည်းယံသူတစ်ပါးပဲအစွန်းနှစ်ပဲအလုံးချမ်းချမ်းသာသာနေခြင်းခြေချင်းကိုလည်းလွတ်မြောက်အောင်ကြိုးပမ်းရမယ်မုံခြင်းကိုလည်းလွတ်မြောက်အောင်ကြိုးပမ်းရမယ်ခြေချင်းနဲ့မုံခြင်းမှာလွတ်မြောက်ရင်ဣဒ္ဓမစ္စရိယကဘာဖြစ်ပြီလဲလွတ်မြောက်ပြီဒါအဲ့ဒါကြားဆက်တယ်ကေတယောဇနာကောမာရိတပိယပိယနိဒာနပိယပိယသမုဒယပိယပိယဇာတိကံအဲ့ဒီချစ်ချင်းနဲ့မုန်းချင်းဘာကြောင့်ဖြစ်တယ်လဲဝင်းဆက်ကလေးတွေနော်ချစ်တာနဲ့မုန်းတာဘာကြောင့်ဖြစ်တယ်လဲဆိုတော့မြတ်စွာဘုရားကဖြေမယ်ပိယပိယံခောတိဝနာမိန်ဒသန္ဒနိဒာနံသန္ဒသမုဒယံသန္ဒဇာတိကံနတ်တော်တဲ့တရားမင်းချစ်တာနဲ့မုန်းတာဒီနှစ်ခုဟာသန္ဓကြောင့်ဖြစ်တာပြောဟိဘာကြောင့်ဖြစ်သန္ဓဆိုတဲ့စလုံးရဲ့ရှင်းနာမှာအလိုထက်ဖတ်လိုက်အလိုသန္ဓဗါတဲ့အလိုပြည့်ရင်ချစ်မဲ့ပေါ့အလိုမပြည့်ရင်မုန်းတယ်ပေါ့လွယ်တယ်နော်လွယ်အောင်စဉ်းစားအဲ့ဒါသန္ဓရှိနေသမျှဘာရှိလဲချစ်ချင်းမုန်းချင်းရှိချစ်ချင်းမုန်းချင်းရှိသမျှဘာရှိမလဲဣဒ္ဓမစ္စရိယဣဒ္ဓမစ္စရိယကဘာမှာဘယ်တော့မှငြိမ်းချမ်းရေးမရနိုင်ဟုတ်လားဘယ်ကစလာလဲသန္ဓကလာအလိုပြည့်အောင်လုပ်ပေးတဲ့လူမှန်မှများကောင်းကောင်းမကောင်းကောင်းချစ်เสียပဲလက်ခံနိုင်ရလားအလိုသန္ဓပြည့်အောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲကောင်းကောင်းမကောင်းကောင်းငါအလိုပြည့်အောင်လုပ်ပေးတယ်ချစ်เสียလေးပေါ့သိကောင်းတဲ့လူတစ်ယောက်ကမဟုတ်တာပြောမမှန်တာလက်မခံဘူးအလိုပြည့်အောင်လုပ်မပေးဘူးဆိုတော့ဘလောက်တတ်တဲ့တော်တဲ့လူကောင်းကြီးပဲဖြစ်အလိုမပြည့်တဲ့အတွက်ကြောင့်သူဘာကြီးဖြစ်သွားမုန်းเสียကြီးဖြစ်သွားတယ်ဟုတ်လားသဘောကျတော့ပြုံးပြန်သဘောမကျတော့မုန်းပြန်ဒါပဲသဘောကျတော့ပြုံးပြန်သဘောမကျတော့မုန်းပြန်ပြုံးပြန်နှစ်ဘက်နှစ်ရံငါမပါယကိုယ်ပိုင်ညာနဲ့ကြံအမှန်သိမှတန်တိအိနိဗ္ဗာန်ဘယ်ဒါကြောင့်ဝဲဆိုတော့ကြီးပြောတာနော်အဲ့ဒါပြိဿရဲ့သန္ဓနိဒာနံသန္ဓသမုဒယသန္ဓဇာတိကံသန္ဓပပဝချစ်ခြင်းနဲ့မုန်းခြင်းဟာဘယ်ကလာသလဲသန္ဓကြောင့်လာတဲ့သန္ဓပြည့်အောင်လုပ်ပေးတဲ့လူတွေဘာဖြစ်လဲချစ်စရာသန္ဓပြည့်အောင်လုပ်မပေးနိုင်တဲ့လူတွေကဘာဖြစ်သွားမလဲမုန်းစရာတွေဖြစ်မယ်အဲ့ဒါကြောင့်သန္ဓရှိသမျှဘာရှိလဲချစ်တာနဲ့မုန်းတာရှိလိမ့်မယ်ရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကပြကြတော်ဒီဆုံးဆိုင်မရှိဟုတ်တိုင်းမှစွာပြေကြတော်မူလိုက်ပါပေသတည်းဘိန္ဒရေပဲရောက်သွားပါလေသန္ဓဘာပါလဲလေအလောပြည့်အောင်လုပ်တဲ့လူတွေကဘာဖြစ်လဲချစ်ချင်းကိုခံရမယ်အလောပြည့်အောင်လုပ်မပေးနိုင်တဲ့လူတွေဘာဖြစ်လဲအမုန်းခံရမယ်ချစ်တာနဲ့မုန်းတာဟာသန္ဓကြောင့်ဖြစ်တာ
အဲ့ဒါဆိုရင်သံတော်ကောမာရိတာဂိဏိဒါနောဂိသမုရိယဂိဇာတိကောဂိပဘဝဘုန်းတော်ကြည်တော်မူသောအိုမြတ်စွာဘုရားသန္ဓကတော့ဘာကြောင့်ဖြစ်တယ်လဲဆက်မေးတယ်အဲ့တော့မြတ်စွာဘုရားပြလိုက်မယ်သံတော်ကောမာရိတာဝိတကဏိဒါနောဝိတကသမုရိယဝိတကပဘဝသန္ဓဆိုတာဝိတကလာတာသန္ဓဘယ်ကလာဝိတက်အလုံးဖတ်ဝိတက်ဆိုတာတွေးကြမ်းနေတာအနန္တဘုန်းကြီးတို့ပြိဿဟာအရှင်ရှိသည်၍တွေးနေပါတရားဘောပြီးအိမ်ပြန်သွားအမစားသေးလဲစားမယ်စားပြီးလည်းပဲတယ်လီဗေးရှင်းပါညာရှိပဲတယ်လီဖုန်းဆက်ပဲအဲ့ဒီပုပ္ပကရဏပုပ္ပကိစ္စတွေပြီးပြီဆိုရင်မပြတ်မီးလေးမအေးရတဲ့ဝင်ပက်လက်လှမ်းနှစ်ဖူးပေါ်လက်ကလေးတင်ဘာလို့တွေးမအိတ်ခင်လေလိုချင်တာတွေးတာအတွေးကသိခေါင်တော့အိမ်မပြောဘူးကြောကောင်းကပူလာတော့မှောက်ပြန်ဘက်ကပူလာတော့လှမ်းလိုက်ပြန်ကြောပူတော့မှောက်လိုက်ဘက်ပူတော့လှမ်းလိုက်မုတ်ကြောကမိခင်တယ်လို့ပဲတွေးနေတာတညလုံးအိမ်မပြောဘူးမိုးနေတော့ပိုးဟဖြူလေးလို့ဖြစ်အတွေးနော်အတွေးရဲ့အဓိကကဘာလဲဆိုလိုချင်တာတွေးတာဒါမဟုတ်လားအဲ့ဒါကြောင့်ဝိတက်ကြောင့်ဘာဖြစ်လဲသန္ဓဖြစ်ဘာကြောင့်ဘာဖြစ်သန္ဓခဒေဝနာမိန်တဝိတက်ကဏိဒါနောဝိတက်အမျိုးစားတွေဘုန်းကြီးတို့မပြောတော့ဒေဝနာမိန်တနတ်တေကိုဆိုရတဲ့သက္ခသကြမိသန္တောလိုချင်တယ်ဆိုတဲ့သန္တာဟာဝိတက်ကဏိဒါနောအတွေးလွန်လို့ဖြစ်တာအဲ့လိုပြောလိုက်တော့တရားမင်းကြီးကခြေတန်းဟာတပြေးတပြေးပြိဿရဲ့ညပိုင်းရတဲ့ဝင်သွားပြီနော်တရားသိမဲ့အချိန်တပြေးတပြေးနီးသွားပြီနော်တရားမေးကောကနောက်ထပ်မေးတယ်အဲ့ဒီဝိတက်ဘယ်ကလာလဲဝိတက်ကောခောဒေဝနာမိန်တပပိစသေညာသင်္ခာသမုဒယောပပိစသေညာသင်္ခာဇာတိကောပပိစသေညာသင်္ခာပဘဝဒေဝနာမိန်တနတ်တကောဆိုရတဲ့သက္ခသကြမေဝိတေကောအတွေးအကြံဆိုတဲ့ဒီဝိတေဟာပပိစသေညာသင်္ခာသမုဒယောသန္တရာကိုရှိအောင်လုပ်တတ်တဲ့တဏှာသန္တရာကိုချဲ့ထွင်တဲ့တဏှာကစတင်၍ဖြစ်တာလို့တတ္တလူနတ်တို့ဆရာဘုရားရှင်သည်ပြကရောတိဆုပ်ဆိုင်မရှိဥဒ္ဒိုင်မှန်စွာဖြေကြတော်မူလိုက်ပါပေတည်းပရိသတ်ရဲ့သန္တရာကိုချဲ့ထွင်တဲ့တရားကစတာတဲ့သန္တရာချဲ့တဲ့တရားကိုပါဠိလိုခေါ်မယ်ပပိစတရားခေါ်လိုက်ကြအဲ့ဒါအဓိပ္ပာယ်ဘာပြောလဲသန္တရာကိုချဲ့သန္တရာချဲ့ဆိုတာဘာလို့လဲတဏှာပဲပေါ့လားတဏှာရှိသမျှဘာဖြစ်လဲတွေးမှာတွေးနေသမျှဘာဖြစ်လဲလိုရာတွေတွေးမှာလောရာတွေတွေ့အလိုပြည့်တော့ဘာဖြစ်လဲခြေနှက်တယ်ကြိုက်တယ်ချစ်တယ်ပေါ့အလိုမပြည့်တော့ဘာဖြစ်လဲမုန်းသွားတယ်ပေါ့အဲ့တော့ဘာဖြစ်လဲချစ်တဲ့မုန်းတာရှိတော့ဟိုဘက်ပါလာလဲအိသာမစ္စရိယလာတာပေါ့အိသာမစ္စရိယရှိတော့ပါလာလဲကဘာကြီးဘေးရန်နေများတာပေါ့ဘွင်းဆက်ဒီလိုသွားတာတရားမင်းအဲ့ဒါမေးတာကိုယ်ပဲရောက်လဲတဏှာပပိစပြောသန္တရာကိုချဲ့တာဘာလို့လဲတဏှာအဲ့ဒီတဏှာရှိသမျှတွေးကြမှာပေါ့ဆိုတော့မြတ်စွာဘုရားကိုတရားမင်းကဆက်မိအဲ့ဒီတဏှာဘယ်လာလဲဒါတော့ဘုန်းကြီးမပြောဘဲနဲ့ဒီလူတွေပြောတတ်တယ်တဏှာဘယ်လာတယ်လဲဆိုတော့ဘုန်းကြီးရွတ်တဲ့ပါဠိတော်မရွတ်တော့ဘုန်းကြီးတို့ပရိသတ်ရတဲ့ပါဠိရွတ်ဝေဒနာပစ္စယဒါသူတို့ကြည်တယ်ဘုန်းကြီးမပြောတော့ဝ
ဝေဒနာပစ္စယပါရလေဟိတဏှာတဏှာဘယ်ကလာဝေဒနာကလာတယ်ဥပ္ပခဝေဒနာကိုထားလိုက်ဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာရဲ့ဝေဒနာနှမျိုးပဲပြောဘာရဲ့ရေးစားတာနော်ရေးသားလိုက်ဘာဖြစ်လဲချမ်းသာရေးစားနေတဲ့အချိန်မှာဒုက္ခမဖြစ်ဘူးလားသိစားလာတယ်ဒါကြောင့်ဒီဘာတွေပူးလာတယ်ရားလာတယ်ဒုက္ခဖြစ်အဲ့ဒီဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဒီဘာတောက်တရေတောက်တလေလို့ပြောမယ်ဒီလိုလဲခြုံပြအောင်ပြောအောင်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခကိုတောင်းတဒါဆိုမကြံတော့ယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ဒီယောဂပြောက်တာကိုတောင်းတတယ်ထောင်ချနေတဲ့ပုဂ္ဂိုလ်ဒီဘာတောင်းတလဲလွတ်တာကိုတောင်းတဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်မှာတဏှာဘယ်လိုလုပ်ဖြစ်တယ်လဲစဉ်းစားမနေနဲ့လွယ်လွယ်လေးပဲနော်ယောဂဆွဲတဲ့ပုဂ္ဂိုလ်ဒီချမ်းသာခြင်းကိုတောင်းတတာတဏှာပဲမို့လားထောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်ဒီလွတ်တာကိုတောင်းတတာတဏှာပဲမို့လားဒုက္ခဝေဒနာကြောင့်တဏှာအဲ့လိုဖြစ်ဒုက္ခိဒုက္ခံပတ္တိယတိဒုက္ခိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခဒုက္ခဝေဒနာကိုပတ္တိယတိတောင်းတတယ်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဒီဘာကိုတောင်းတလဲဒုက္ခကိုတောင်းတတယ်အဲ့ဒါတဏှာဒုက္ခဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်ကတည်းကကိုယ်ဒုက္ခကိုယ့်ဟာကိုယ်ကြိုက်နေတာကဝေဒနာကြောင့်ဖြစ်တဲ့တဏှာပဲမို့လားအဲ့ဒါကြောင့်ဒေဝနာမိဏနတ္တိကိုဆိုရတဲ့သက္ကတရားမယ်တဏှာဆိုတာဟာဝေဒနာပစ္စယဝေဒနာကြောင့်ဖြစ်တာဝေဒနာသမှုတရားတဏှာသမှုတရားဘုန်းကြီးပြန်ရွတ်တယ်ဗါတဲ့ဝေဒနာသမှုတရားတဏှာသမှုတရားဝေဒနာသမှုတရားဝေဒနာဖြစ်ခြင်းကြောင့်တဏှာသမှုတရားတဏှာဖြစ်ရတယ်တရားမင်းကြီးဝေဒနာရှိတဲ့မြတ်တဏှာရှိမှာပဲဒုက္ခဝေဒနာရောက်နေတဲ့လူကလည်းဒုက္ခတောင်းနေတာပဲဒုက္ခဝေဒနာဖြစ်နေတဲ့လူကလည်းအဲ့ဒီဒုက္ခကိုကြိုက်နေတာပဲအဲ့ဒါကြောင့်ဒုက္ခဝေဒနာမှာဝေဒနာမှာတဏှာရှိအဲ့ဒါဆိုရင်အဲ့ဒီတဏှာချုပ်အောင်ဘယ်လိုလုပ်မလဲမေကွန်းကပြောင်းသွားတယ်တဏှာချုပ်အောင်ဘယ်လိုလုပ်မလဲမြတ်စွာဘုရားကြီးဆိုလဲတော့ပြိဿရဲ့အဖြေကရှင်းပြီပေါ့တဏှာကဘယ်မှာကိန်းနေတာလဲဝေဒနာထဲမှာမဟုတ်လားဝေဒနာထဲမှာကိန်းနေတဲ့တဏှာကိုထုတ်ပြခြင်းရင်အဲ့ဒီဝေဒနာရှုရမှာပေါ့ဝေဒနာထဲမှာဆွဲနေတဲ့တဏှာကိုထုတ်ပြဖို့ရန်ဘာရှုမလဲဝေဒနာရှုဒုက္ခိဒုက္ခဝေဒနာဒုက္ခတောတထပံဒုက္ခဝေဒနာဒုက္ခဝေဒနာကိုဒုက္ခတောဝိပရိနာမဒုက္ခနေရာပြတထပရှုရမယ်ဒုက္ခဝေဒနာဟာဖြစ်နေတုန်းတော့ချမ်းသာတာပေါ့ပျက်စီးသွားတော့ပြိဿရဲ့ချမ်းသာသေးရဲ့လားမော်တကားလေးရှိနေတုန်းတော့ချမ်းသာတာပေါ့ပိုက်ဆံလေးပြုတ်လို့မော်တကားရောင်းသုံးရပြီဆိုတဲ့အခါကျတော့လမ်းလျှောက်တဲ့အခါဘာဖြစ်လဲရှင်းရတယ်တိုက်ကြီးနဲ့နေတုန်းတော့ချမ်းသာတယ်တိုက်ကြီးပြုတ်လို့ရောင်းလိုက်ရတေးကုတ်ရောက်တော့ဘာဖြစ်လဲဒုက္ခဝေဒနာဝိပရိနာမတော်တထပါဖောက်ပြန်ပျက်စီးတဲ့အချိန်ဒုက္ခဝေဒနာသည်ဒုက္ခပဲအဲ့ဒါရှုမြတ်စွာဘုရားကပြောလိုက်တာတရားမင်းကြီးကဖောက်ပြန်ပျက်စီးတဲ့အချိန်သူရောက်နေတာမဟုတ်လားသူရဲ့အလွန်ကြီးကျယ်တဲ့နှစ်ပြည်တော်အုပ်စိုးတဲ့တရားစည်းစိမ်ကြီးသူလက်လွတ်ရတော့မယ်သူရဲ့ဒုက္ခဝေဒနာဟာဖောက်ပြန်ပျက်စီးတဲ့အချိန်ကိုရောက်နေတယ်အဲ့ဒါကြောင့်ဘုရားပေးလိုက်တာတလုံးနဲ့ပဲမှတ်တာဒုက္ခဝေဒနာဒုက္ခတောတထပံဒုက္ခဝေဒနာဒုက္ခဝေဒနာကဒုက္ခတော့ဖောက်ပြန်ပျက်စီးခြင်းရောက်ရင်ဒုက္ခဖြစ်မယ်ဝိပရိနာမဒုက္ခရဲ့လို့ဓာထဘာကောင်းစွာမသွေရှုတိုက်မှတ်ထိုက်ပါပေကုန်သတည်း
ဒုက္ခဝေဒနာကိုဝိပရိနာမဒုက္ခရှုပြန်ပြောမယ်ဝါဒနာပါတဲ့လူကြီးတွေအတွက်ဒုက္ခဝေဒနာကိုဝိပရိနာမဒုက္ခရှုတရားစည်းစိမ်ကြီးကိုပေါက်ပြန်ပြီလေလက်လွတ်ရတော့မယ်ဘာဒုက္ခဝိပရိနာမဒုက္ခရှုအဲ့ဒီဝိပရိနာမဒုက္ခရှုဆိုတဲ့ရှုနည်းလေးပြောလိုက်တာဝိပရိနာမဒုက္ခရှုရင်ဘာကိုပယ်မလဲရာဂ ानु တယံပဇဟတိတဏှာလောဘရာဂကိုအဲ့ဒါပယ်လိုက်မယ်တဏှာလောဘရာဂကိုပယ်လိုက်နိုင်ရင်ဝိတက်ကိုလည်းပယ်ပြီးသားဝိတက်ကိုပယ်လိုက်နိုင်ရင်သန္တာကိုပယ်ပြီးသားဝိစက်အကုန်လုံးပယ်ပြီးသားဖြစ်သွားအဲ့ဒါလေးမြတ်စွာဘုရားကဝေဒနာနုပဒနာပေးတာပြန်ဖတ်မယ်ဒုက္ခဝေဒနာဒုက္ခတောတထပါဝါဒနာပါတဲ့လူယူထားရုံပဲဒုက္ခဝေဒနာဒုက္ခတောတထပါဆိုကြည့်လားဒုက္ခဝေဒနာဒုက္ခတောတထပါဒုက္ခဝေဒနာဒုက္ခတောတထပါဒုက္ခဝေဒနာဒုက္ခတောတထပါဒုက္ခဝေဒနာကိုဘာရှုမလဲဝိပရိနာမဒုက္ခမြင်အောင်ရှုဘာကိုပယ်လိုက်လဲတဏှာကိုပယ်လိုက်မယ်တဏှာပယ်ရင်ဝိတက်ကိုလည်းပယ်ပြီးပြီဝိတက်ပယ်ရင်ဘာပယ်လဲသန္တာကိုပယ်ပြီးပြီသွားရောအဲ့ဒီဝေဒနာနုပဒနာဟောလိုက်တဲ့အချိန်တရားမင်းကတကယ်နာကျမ်းနေုံမကားပဲနဲ့သူကိုယ်တိုင်ကရှုမိရသားဖြစ်သွားတယ်တရားမင်းအဲ့ဒီမှာသောတာပန်ဖြစ်တယ်တဲ့နံပါတ်9မေကွန်မှာနော်မေကွန်ကစုစုပေါင်း14ခုရှိတယ်နံပါတ်9မေကွန်တဏှာလောဘပပင်စကိုဘယ်လိုပယ်မလဲဝေဒနာရှုပဲဘယ်ဝေဒနာဘယ်လိုရှုမလဲတဏှာရဲ့ကိန်းဝါရဒုက္ခဝေဒနာကိုဝိပရိနာမဒုက္ခမြင်အောင်ရှုတရားမင်းရှုလိုက်တာအဲ့ဒီမှာသောတာပန်ဖြစ်သောတာပန်ဖြစ်လည်းပြီးရောတရားသေရောဗျာဘုရားရှိတရားကတဝက်ပဲရှိသေးတယ်ဘာသေသွားပြီလဲအေးမင်းတို့မသေနဲ့ဟိုနှစ်ပေါင်း100ကျော်နေကြအောင်တရားတော့သေသွားပြီသေပြီးတော့အသိဆက်ဆက်အဲ့ဒီမှာတရားပြန်ဖြစ်တာ14ခေါင်းမဲမှာကို9ပဲရှိသေးတယ်တရားသေလည်းသေပြီးပြီသောတာပန်လည်းဖြစ်ပြီးပြီအစင်မပြေဘူးလားတရားပြန်ဖြစ်တယ်ဆိုကြတဲ့ကောကနောက်က4ယောက်နဲ့အစင်ပြေသွားပြီမဟုတ်လားအဲ့ဒါပဲလူရင်းကနိဗ္ဗာန်အတွက်ဒီလောက်မဟုတ်ဘူးတန်ရွာကိုပြောရင်မကောင်းဘူးဟောမှာနိဗ္ဗာန်အတွက်ဒီလောက်မဟုတ်ဘူးဟို4ယောက်နဲ့ပြန်တွေ့ဖို့ကဒါအဓိကပဲဖြစ်နေတယ်မဟုတ်လားကလထိုင်ပြန်ရရင်ပြီးတာပဲတရားပွဲကိုသိမ့်ကျင်လာပြီးတရားကမေဃောတဝက်ပဲရှိသေးတယ်တရားပြန်ခြင်းနေနော်အဲ့တော့အာလုံးတို့ကလည်းပြန်ခွင့်ပေးမယ်လူရင်းကိစ္စကဒါပဲဘာဖြစ်တရားပြန်ဖြစ်တယ်4ယောက်နဲ့ဘာဖြစ်လဲပြန်တွဲရမယ်ပြီးပါရလဲကလထိုင်ပြန်ရတယ်ပြီးပြီပေါ့အာလုံးပြန်ရအဲ့တော့တရားကခြေနှမ်းပြီးတော့ပြန်ခြင်းစိတ်ပေါက်ရှေ့ကျန်နေတဲ့မေကွန်9ခုကိုဘုရားဖြေတာယဟန္တာဖြစ်တဲ့အထိဖြေတယ်မဖြစ်တော့ဘူးသူကျင်တဲ့နေရာမှာပဲသူရပ်သွားတယ်အဲ့တော့တရားကဝါသလွန်လို့မြေကြီးကိုလက်နဲ့3ချက်ပုတ်ပြီးတော့မှဘုရားကိုအာဘန္တယတရားမင်းရှစ်ခိုးတယ်ကြိုပြီးတော့ပြောထားလိုက်ဟို2ယောက်အစဉ်ပြေသွားတယ်အဲ့ဒီတရားပွဲအပြီးမှာဘယ်သူနဲ့ဘယ်သူလဲပြေစသိခနဲ့ဒုရိယဝိသသာအဲ့ဒီပွဲပြီးမှသူတို့2ယောက်တရားမင်းကလက်ထပ်ပေးလိုက်တယ်ကျေးဇူးတင်တယ်ကွာမင်းကဘုရားနဲ့အောင်သွယ်ပေးတာဆက်ပြေသွားတယ်မင်္ဂလာလက်ထပ်ပွဲထားလိုက်တော့နော်မြင်ကြီးလက်နဲ့ပုတ်ပြီးတော့အာဘတယနမောတသဗ္ဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရားမင်းရှိခိုးတာဒါဘယ်သူမှရေးတဲ့ဘုရားရှိခိုးမဟုတ်ဘူးတရားမင်းရေးတဲ့ဘုရားရှိခိုးအိန္ဒသာလလိုင်ကူထဲမှာဒါနဲ့ရှိခိုးပြီးတော့တရားပြန်
Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arahato Vyamana luသုံးပုံသူတို့ရဲ့ပူဇော်ဝယ်လူတန်းဝယ်မှန်သမျှတို့ကိုခံယူခြင်းငါထိုက်တော်မူပါပေထသောအရဟတောစိတ်ွယ်ရနဲ့ကိုမူရာနှုတ်မူရာစိတ်အမူရာတို့ဖြင့်မကောင်းမှုမှန်သမျှတို့ကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပေထသောအရဟတောအတွင်းယံပိယံတို့ကကျဲကြမတတ်ပဲသူကမှကုညီမခေါ်ပဲပါရမီဘုံဟုံတကောကုံတို့ဖြင့်ကောင်းစွာအောင်တော်မူနိုင်တော်မူတတ်တော်မူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါသန္တရာစိတ်ယဟယအကန့်အကွတ်တို့ကိုချောပြဲခုတ်တွင်သုတ်တဲ့ရှင်းလင်းတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓသာဒုက္ခသမုဒယနိရောဓနှင့်မေဃမိသာလေးသစ္စာကိုဥစွာပိုင်းပိုင်းသိမြင်နိုင်၍သုံးဆိုင်ပူခြင်းမြတ်ဝင်ကိုမသွေကို့တို့သိစေတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓသာသင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပညာဥစွာသောညေယငါးတန်တရားမှန်ကိုဆရာမဆိုမိမိအလောလကိုရရေသာနှင့်တို့တည်း၍သိမြင်တော်မူတတ်ပါပေထသောဘဂဝတောဣန္ဒရိယဓမ္မယတ္တတိရိကာမပယတ္တမြေဘုံတော်6လင်းနှင့်ပြည့်စုံတော်မူတတ်ပါပေထသောဘဂဝတောကာမယူပအာယူပဟုဘဝ3ပါးဝေယထ၌ပြေးသွားစေရခြင်းလေးစေရတဲ့ကာမတဏှာဘဝတဏှာဝိဘဝတဏှာဒီဟုသောတဏှာ3တန်းကိုလည်းထွေးအံစွန့်ပေတော်မူတတ်ပါပေထသောတသတာရိသသလောကရန်တလိမုံတိုင်းဝှေလဲမရွေမယံကြောင့်စားရနိုခိုင်ငိုင်ခန့်ငါတိတသတာရိကုံနှင့်ပြည့်စုံတော်မူတတ်ပါပေထသောတသတာရိသသလာဘအလာဘစသည်ရှစ်တန်လောကရန်တို့ကြောင့်ဖောက်ပြန်တောင်းလှုပ်ခြင်းမရှိပဂရိတည်ကြည်သောတာတိကုံနှင့်ပြည့်စုံတော်မူသောတို့ဘုန်းတော်6ပါးသခင်သာပင်ညောဘုရားရှင်ကိုရောမြတ်အားမေယမကတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောဒုတို့များစွာငါခန္ဓာကိုသူငါသမုတ်ကျွန်ုပ်တို့ဤနမောကိုနှုတ်နှလုံး3ပါးပြောင်းပြော့မန်ကိုလျှော့၍ကြော့မြန်တို့လက်ဆုံးမိုးကရှိခိုးရခြင်းသည်နမောကာယဝစီမနောချီလျက်အင်္စရိညွန်လျုလက်ဆုံးမိုး၍ရှိခိုးရခြင်းသည်အထုဘဝတုကောင်းစွာမသွေဖြစ်ပါစေတည်းကိုင်းတရားနဲ့ပြိဿပြန်ရင်တန်ရွာကလူတွေလည်းပြန်ရောပေါ့ကွာအလုံးစုံဣဒံမေပုံညံဘောရိညာဏတပိစယောဟောတုအရှင်ဘုရားယာတပိတော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောဓိဉာဏ်ဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို30ပုံကျင်လီကုန်သောနတ်လူပြမတတ္တဝါအပေါင်းတို့အားအညီအမျှဝေငှပါကုန်၏တို့တို့များစွာတတ္တဝါတို့သည်ဤကောင်းမှုကိုကြားသိကြ၍အမြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူရမူကြပါကုန်လား
ရာတွေ့လို့ရည်တည်ပြီးသာသနာတော်ကြီးတို့ရှိပါဒီကခိုင်မြဲစေဖို့အတွက်ဗုဒ္ဓသာသနာစီရန်တည်တူနဲ့ပြီးစီးပေးပါဗျာဗုဒ္ဓသာသနာစီရန်တည်တူဗုဒ္ဓသာသနာစီရန်တည်တူဗုဒ္ဓသာသနာစီရန်တည်တူသာဓုသာဓုသာဓုစိတ်ဆိုင်ဘဝပွားပြရှင်ညီတော်ကိုယူခင်လူကြီးကံကြီးကံငယ်ရေရရှမ်းလူမြေကိုဆံပြေးတတ်ခဲ့စိတ်အေးချမ်းသာတရားရှာသူဘာဝနာကမ္မထံစီရနိုင်ပါ၏တောင်စကိုင်းကြောင်နေရေရရှမ်းခဲ့ပြီရေကန်ကြီးများစက်ယုံ